ကျမရဲ့ခွန်ရဲ့သားသမီးပရိသတ်တွေဒီကံကောင်းဖို့လက်ရှင်ဖို့ငွေဝင်ဖို့အလှကြီးအတန်းကြီးတွေပေးဖို့ကျမ်းမာဖို့ပျော်ရွှင်ဖို့ပညာရေးကိစ္စတွေအောင်မြင်ဖို့နိုင်ငံခြားသွားမယ့်ကိစ္စတွေအောင်မြင်ဖို့ခွန်ရဲ့သားသမီးပရိသတ်တွေလိုလားတောင့်တအပ်သောကိစ္စများအားလုံးအဆင့်ပြေအောင်မြင်ဖို့အတွက်ဒီကုသိုလ်အစီအစဉ်လေးကိုဆောင်ရွက်ရမှာဖြစ်ပါတယ်ခွန်ရဲ့သားသမီးပရိသတ်များရွှေစကားပရိသတ်များအားလုံးမင်္ဂလာပါရှင်ခွန်ရဲ့သားသမီးပရိသတ်တွေအတွက်တကူလာပြည့်နေ့မှာဆောင်ရွက်ရမယ့်ကုသိုလ်အစီအစဉ်လေးကိုတင်ဆက်ချင်ပါတယ်ကျမအနေနဲ့ခွန်ရဲ့သားသမီးပရိသတ်တွေအတွက်လာပြည့်နေ့တွေရောက်ပြီဆိုရင်လာပြည့်နေ့မှာဆောင်ရွက်ရမယ့်ကုသိုလ်အစီအစဉ်လေးတွေကိုတင်ဆက်နေခြင်းဖြစ်ပါတယ်အဲ့လိုတင်ဆက်တဲ့အခါမှာလေလာပြည့်နေ့တစ်နေ့ရဲ့အကြောင်းအရာလာပြည့်နေ့တစ်နေ့ဖြစ်ပေါ်လာရတဲ့အကြောင်းအရာအဲ့ဒီလာပြည့်နေ့ရဲ့ထူးခြားမှုအဲ့ဒီလာပြည့်နေ့ရဲ့စွမ်းရည်တတိအဲ့ဒီလာပြည့်နေ့ရဲ့ဂုဏ်အင်ဂုဏ်တုအဲ့ဒီအကြောင်းအရာအချက်လက်တွေပေါ်မှာအခိုင်အမာအခြေခံပြီးတော့မှလောကီပညာရှုထောင့်ကနေပြီးတော့ခொနရသားသမီးပရိသတ်များအကျိုးများစေမဲ့ကုသိုလ်တော်အစီအစဉ်တွေကိုတင်ဆက်နေခြင်းဖြစ်ပါတယ်အခုတကူလာပြည့်ဆိုတာကကျမတို့မြန်မာလရဲ့နောက်ဆုံးလလေးပေါ့ရှင်မြန်မာလမှာတကူလာပြည့်ပြီးကျမတို့နောက်ဆုံးအဲ့ဒါပြီးလို့ရှိရင်ကျမတို့ကနှစ်ဆန်းတရက်နေ့ဆိုဟိုမှာနှစ်အစ်စ်ကိုရောက်ပြီအဲ့တော့မြန်မာလရဲ့နောက်ဆုံးလလေးဖြစ်တဲ့တကူလာပြည့်နေ့မှာလေခုနှစ်သားသမီးပရိသတ်ဒီတကူလာတစ်လလုံးမှာနောက်ဆုံးပိတ်အိမ်နဲ့လွဲဆိုတလို့မျိုးငွေတွေအများကြီးဝင်ပြီးတော့တကြံတွင်းကာလမှာစိတ်ရှိတဲ့လောက်လှူဒန်းနိုင်ဖို့အတွက်ဒီတကူလာပြည့်နေ့ရဲ့ကုသိုလ်တော်အစီအစဉ်လေးကိုမြစ်တာများဖြင့်တင်ဆက်လိုက်ပါတယ်ရှင်အဲ့တော့တကူလာပြည့်နေ့မှာကျမရဲ့ခွန်ရဲ့သားသမီးပရိသတ်တွေဒီကံကောင်းဖို့လက်ရှင်ဖို့ငွေဝင်ဖို့အလှကြီးအတန်းကြီးတွေပေးဖို့ကျမ်းမာဖို့ပျော်ရွှင်ဖို့ပညာရေးကိစ္စတွေအောင်မြင်ဖို့နိုင်ငံခြားသွားမယ့်ကိစ္စတွေအောင်မြင်ဖို့ခွန်ရဲ့သားသမီးပရိသတ်တွေလိုလားတောင့်တအပ်သောကိစ္စများအားလုံးအဆင့်ပြေအောင်မြင်ဖို့အတွက်ဒီကုသိုလ်အစီအစဉ်လေးကိုဆောင်ရွက်ရမှာဖြစ်ပါတယ်အဲ့တော့တကူလာပြည့်နေ့မှာအခုကျမတင်ဆက်မယ့်ကုသိုလ်တော်ရတရားလေးအတွက်လင်ပန်းလေးတစ်ချက်လိုတယ်စတီးလင်ပန်းဖြစ်ဖြစ်ဘာလင်ပန်းဖြစ်ဖြစ်ပေါ့နော်လင်ပန်းတစ်ချက်လိုတယ်လင်ပန်းကအဝိုင်းလဲရတယ်4000ဆိုလဲရတယ်ဘာပုံးဖြစ်ဖြစ်ရတယ်အဲ့ဒီလင်ပန်းလေးတစ်ချက်ထဲမှာကျမတို့ကနှင်းစီပန်းကိုပွင့်ပတ်လေးတွေခြွေပြီးတော့ပန်းမွေရတစ်ဖွဲလင်ပန်းနဲ့အပြည့်နှင်းစီပွင့်ပတ်တွေကိုခင်းပါမယ်ရှင်အဲ့ဒီလိုခင်းတဲ့အခါမှာနှင်းစီဘယ်နှပွင့်လဲအစင်ပြေသလိုခင်းပါရှင်လင်ပန်းအကြီးဆိုနှင်းစီပွင့်ရအများကြီးလူမှာပေါ့လင်ပန်းအခက်သေးသေးဆိုနှင်းစီပွင့်ရနည်းနည်းပဲလူမှာပေါ့ဘာအယောင်လဲစိုက်တဲ့အယောင်ခင်းနှင်းစီဘာအယောင်ဖြစ်ဖြစ်ရတယ်ဘယ်နှပွင့်ဖြစ်ဖြစ်ရတယ်နှင်းစီဖြစ်ဖို့ပဲအဲ့ဒီနှင်းစီပွင့်ပတ်ကလေးကိုလင်မပေါ်မှာခင်းမယ်ခင်းပြီးပြီဆိုရင်စင်မီအလင်းနိုင်တစ်တိုင်းတောက်တော်ရည်ချန်တစ်ခွက်နန့်တာတိုင်းတစ်တိုင်းစွန်ထမင်းစွန်ဟင်းမှာကျမတို့ဒီရာဒီဥရုမှာဆိုလို့ရှိရင်ဟိုဘက်နှစ်တည်းကတကူလာပြည့်နေကုသိုလ်တော်အစီအစဉ်တွေမှာကျမတင်ဆက်ခဲ့ရွက်နှုတ်တုတ်ကလေးတွေအဆင်ပြေတာပေါ့ရှင်အခုကမကြီးရွက်ကလေးတွေလည်းနှုတ်တဲ့အချိန်ဘယ်အပင်မှမဆိုအရွက်အနှုတ်လေးတွေဖူးသစ္စာအရွက်နှုတ်လေးတွေထွက်တဲ့အချိန်မှာဆိုရင်ကျမတို့ကရွက်နှုတ်တုတ်တစ်မျိုးမျိုးတော့စွန်လေးလှူတာပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့မကြီးရွက်တုတ်လည်းရတယ်ကစုံရနှုတ်လေးတွေကိုချိုးပြီးတော့တုတ်လည်းရတယ်အရွက်နှုတ်လေးတစ်မျိုးမျိုးကိုတုတ်ပြီးတော့စွန်ထမင်းစွန်ဟင်းဖြစ်နေကျမတို့ကလှူမှာအဲ့တော့အဲ့ဒီကုသိုလ်တော်အစီအစဉ်ဒီကျမဘာလို့ရှင်ညွှန်းတာလဲဆိုတော့ရေဓာတ်ကိုအကြောင်းပြုပြီးတော့လှူဒန်းသောအင်းမြကြည်လင်းစွာသောတောက်တော်ရည်ကြီးရေချမ်းမိဓာတ်ကိုအကြောင်းပြုပြီးလှူဒန်းပါသောစင်မီအလင်းနိုင်တစ်တိုင်းလေဓာတ်ကိုအကြောင်းပြုပြီးလှူဒန်းပါသောအဝိနန္တာတိုင်းတစ်တိုင်းနှင်းစီပွင့်ပတ်များမြေဓာတ်ကိုအကြောင်းပြုပြီးလှူဒန်းပါသောစွန်ထမင်းစွန်ဟင်းအဲ့ဒီဓာတ်၄ပါးကိုတကူလာပြည့်နေ့မှာပြိသက်တွေအားလုံးကိုအစုံရစေခြင်းလို့အဲ့ဒီကုသိုလ်တော်လေးကိုကျွန်တော်တင်ဆက်ခြင်းဖြစ်ပါတယ်အဲ့တော့လင်မန်း၄ခုထဲမှာအဲ့ဒီလှူပွဲပစ္စည်းလေးတွေအားလုံးကိုတစုရဲ့အဆင်ပြေသလိုလေးထည့်မယ်ထည့်ပြီးတော့မြတ်စွာဘုရားမှာတကူလာပြည့်နေ့မှာလှူပါမယ်ရှင်ဘယ်အချိန်လှူရမလဲဆိုတော့နေ့လယ်12နာရီမကျော်ခင်ဘယ်အချိန်လှူလို့စိုးနေပါတဲ့အတွက်12ကျော်လို့တော့မဖြစ်ဘူးပေါ့ရှင်အဲ့တော့12နာရီရဲ့ရှေ့ပိုင်းဘယ်အချိန်ပဲဖြစ်ဖြစ်လှူလို့ရတယ်လှူပြီးပြီဆိုရင်ပြန်စွန့်လို့ရတယ်စွန့်ထမင်းစွန့်ဟင်းတွေကပကံလေးပြောင်းလို့ကိုစားလို့လည်းရတယ်ပေါ့နော်အနင်းစီပွန်ပတ်လေးတွေကလည်းညအထိမနှွမ်းသေးရင်ဆက်ထားလို့ရတယ်ဒါမှမဟုတ်စွန့်ကျင်လည်းစွန့်လို့ရတယ်အဲ့ဒီမှာကျွန်တော်တို့ကဆူတောင်းလေးအရေးကြီးတယ်ဆူတောင်းလေးကမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးလှူဒန်းဖို့ကျွန်တော်တို့ပြင်ဆင်ထားတဲ့အဲ့ဒီဘန်းပေါ့ဓာတ်၄ပါးအစုံဘန်းဓာတ်၄ပါးပြည့်စုံနေတဲ့ဘန်းအဲ့ဒီဘန်းလေးကိုကျွန်တော်တို့ကကင်မယ်ကင်ပြီးတော့သေချာလေးဆူတောင်းမယ်ရှင်
ဘုန်းတော်ကြီးမြတ်လာစွာသောဘုန်းတော်ရှင်ဘုန်းတော်ပြည်တရားမင်းသခင်ဖြစ်တော်မူသောအဖမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဖျားဒီကနေ့မင်္ဂလာရှိပါသောဘုရားသခင်တော်တကူလာပြည့်နေ့အခါသမယတွင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအားရေတက်ကိုအကြောင်းပြု၍လှူဒန်းပါသောအိမ်မြခြင်းလင်စွာသောတောက်တော်ရေကြီးရေချမ်းမိတက်ကိုအကြောင်းပြု၍လှူဒန်းပါသောစင်မီအလင်းတိုင်းလေတက်ကိုအကြောင်းပြု၍လှူဒန်းပါသောအစင်းနတ်နှင့်ပြည့်စုံသည့်နှင်းစင်ပွင့်ပတ်များနှင့်အမွှေးနံ့သားတိုင်းမြေတက်ကိုအကြောင်းပြု၍လှူဒန်းပါသောဆွန်ထမင်းဆွန်ဟင်ဤလေးပါသောရေမြေလေးမိဓလေးပါစုံလင်စွာသောဤလှပွဲပစ္စည်းများအားမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဤလက်ဝဲထံပါသို့ရိုသေစွာဆက်ကလှူဒန်းအပ်ပါသည်ဖျားအဲ့ဒီလိုလေးပြောပြီးတော့ဆုတောင်းပြီးတော့လှူမယ်ပေါ့နော်အဲ့လိုလေးပြောပြီးလှူမယ်အကျွန်မပြောသလိုမဟုတ်လေကိုပြောတတ်တယ်လို့ပြောလို့ရတယ်တိတ်ချာလေးမြတ်စွာဘုရားကိုဆက်ကလှူဒန်းမယ်အဲ့လိုဆက်ကလှူဒန်းပြီးပြီဆိုရင်တော့ကျမ်းမာရေးတွေကဘယ်လိုကောင်းကျင်လဲစီးပွားရေးတွေကဘယ်လိုကောင်းကျင်လဲပညာရေးကိစ္စတွေကဘယ်လိုဖြစ်ချင်လဲအိမ်တော်ရေးကိစ္စတွေကဘယ်လိုဖြစ်ချင်လဲစသဖြင့်ကိုလိုချင်ဖြစ်ချင်ရချင်တဲ့ကိစ္စတွေကိုအသေးစိတ်ဆူတောင်းကြဖို့ဖြစ်ပါတယ်ရှင်အဲ့တော့ကျမတို့ဒီလောကီပညာမှာကျမတို့အဓိကတော့လောကကြီးမှာဓာတ်ကြီး၄ပါးပေါ့အားလုံးကဓာတ်ကြီး၄ပါးပေါ်မှာပဲအခြေခံထားတာပေါ့နော်အဲ့တော့ကျမတို့ရဲ့အိမ်တော်ရေးတွေပဲဖြစ်ဖြစ်ကျမ်းမာရေးပဲဖြစ်ဖြစ်စီးပွားရေးတွေပဲဖြစ်ဖြစ်တစုံတရာမှာဖောက်လွဲဖောက်ပြန်ဖြစ်လာပြီးကမောက်ကမတွေဖြစ်လာပြီးဆိုရင်အဲ့ဒီဓာတ်၄ပါးတွေကတစ်ခုခုချုပ်ရင်းလို့တာလင်းဖြစ်ခြင်းဖြစ်တယ်အဲ့တော့ဓာတ်၄ပါးထဲမှာတစ်ခုဖြစ်စေနှစ်ခုဖြစ်စေသုံးခုဖြစ်စေတစ်ခုခုတွေချွတ်ယွန်းလာပြီဆိုရင်ကျမတို့ရဲ့စီးပွားရေးအိမ်တော်ရေးကျန်းမာရေးပညာရေးကိစ္စတွေမှာကမောက်ကမတွေဖြစ်ကုန်ကြတယ်။ဓာတ်လေးပါးညီညွတ်မျှတာဟန်ချက်ညီနေသဖြင့်ကျမတို့လုတ်သမျှကန်သမျှပြောသမျှအဆိုသမျှဒီအားလုံးပုံမှန်လေးအဆင်ပြေနေကြတယ်။အဲ့ဒီအတွက်ကြောင့်မလို့ခုနှစ်သားသမီးပြိတ္တတွေဒီတကူလောက်ပြည့်နေမှာအခုကျမတင်ဆက်လိုက်တဲ့ကုသိုလ်တော်အစီအစဉ်ဒီလိုအပ်တဲ့ဓာတ်တွေလိုအပ်နေခဲ့သည်ရှိတော့ဓာတ်လေးပါးတွေကတစ်ခုခုချိုးရင်းနေခဲ့သည်ရှိတော့အဲ့ဒီဓာတ်လေးပါးညီညွတ်မျှတာစွာနဲ့ကျမတို့ပေါ့နော်ခုနှစ်သားသမီးပြိတ္တတွေအစစရအဆင်ပြေခြင်းဆိုတဲ့အကျိုးတရားကိုမုတ်ချရရှိမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ခုနှစ်သားသမီးပြိတ္တများတကူလာပြင်းနေမှာဓာတ်လေးပါးကုသိုလ်တော်အစီအစဉ်လေးကိုဆောင်ရွက်ကြဖို့ဖြစ်ပါတယ်ရှင်ကျမရဲ့ခုနှစ်သားသမီးပြိတ္တများအားလုံးအခုကျမတင်ဆက်ခဲ့တဲ့ဓာတ်လေးပါးပြည့်စုံစွာနဲ့လှူဒန်းတဲ့တကူလာပြင်းရဲ့ကုသိုလ်တော်အစီအစဉ်လေးကနေပြီးတော့ခုနှစ်သားသမီးပြိတ္တများရဲ့အိမ်တော်ရေးစီးပွားရေးကျန်းမာရေးပညာရေးကိစ္စအားလုံးတို့မှာဓာတ်လေးပါးညီညွတ်မျှတလို့အဆအရာရာအတိုင်းအတာမရှိအဆင့်ပြေအောင်မြင်ကြပါစေရှင်